ခုနေ့ကပြီးပြောထားတယ်မကောင်းပေါ့ပါဆိုတာဘာတွေပါလဲဆိုတာကိုတည်တက်လုပ်ပေးမယ်ဆိုတဲ့ဗီဒီယိုပါဒီမကောင်းမဆိုတာလည်းကြာပြီမကောင်းမဆိုတာရမဟုတ် training ဝင်တာနည်းနည်းကြာပြီပေါ့နော် vacation တွေပိတ်ရက်တွေစိတ်ရုံတွေနဲ့ပတ်လည်ရိုက်နေတာကိုယ့်ကိုနားတာတွေရောနားရတဲ့နေ့တွေရောများပြီးတော့ training ကပြတ်တာကြာပြီပေါ့နော်ဒီနေ့တော့မကောင်းဝင်မယ်ဆိုပြီးတော့တကူလုံး movement break လုပ်ပါတယ်အရင်တော့ကတော့ workout မလုပ်ခင် stretching လုပ်တယ် warm up လုပ်တယ်လို့ပြောကြတယ်။အဲဒီနဲ့တင်မလုံလောက်ဘူးပေါ့နော် mobility တွေ heart rate ကို raise လုပ်တာတွေဒါမျိုး run protocol လို့ခေါ်ရဲပေါ့နော်အဲ့လိုမျိုးနဲ့ body တစ်ခုလုံးကို wake up and ready for the workout ဖြစ်အောင်လို့နိုးရတာပေါ့နော်။ Okay အဲ့ဒါဆိုဒီနေ့ macron အကြောင်းပြောပြမယ်။ဒီနေ့ macron ထဲမှာဘာတွေပါမလဲဆိုတော့ဒီ kettlebell swing ထည့်ထားတယ်။ deadlift ထည့်ထားတယ်။ box jump ထည့်ထားတယ်။ push up ထည့်ထားတယ်ပေါ့နော်။ဒီအတွက်ကတော့ဒီ descending ladder နဲ့တွားထားတယ်။15 kettlebell swing 12 deadlift 9 box jump and 6 push up တွားထားတယ်။ဒါကို15 minute arm rep တွားထားတယ်။ as many rounds as possible ပေါ့နော်။ kettlebell က14 kg တင်တယ်။ deadlift ကကျတော့ဒီတစ်ဖက်ကို10က15 kg နဲ့ total 35 kg ပဲဝင်လာရပါတော့။ box jump ကတော့ I still need to work on thatချက်တိုင်းက smooth မဖြစ်သေးဘူးပေါ့နော်။ပြီး box jump လောက်ရတော့အရန်သဘောကျတယ်။လုပ်နေတဲ့အချိန်မှာတော့ခြေထောက်အရွတ်ရောက်နေလို့ဘာ jump မှလုပ်လို့မရပါဘူး။ jump ပြောနေလမ်းလျှောက်လို့တော့မရပါဘူး။ push up လည်းလုပ်ရတာအရန်ကြိုက်တယ်ကိုကို strong ဖြစ်တယ်ဆိုတဲ့ခံစားချက်ကိုရတယ်။ဒါက third round လား fourth round လားမသိခဏကနည်းနည်းလေးရော wave ဖြစ်လိုက်ရင်ဒီလေ push up ကိုကြိုက်ကြတာပါတယ်သူတို့လုပ်ကြည့်ချင်တယ်ဆိုတဲ့ထဲမှာပါတယ်ပေါ့နော်အဲ့တော့အမြဲတမ်းသင်ပေးဖြစ်တယ် round ပြီးသွားတိုင်းနားရမှာမဟုတ်ပါဘူးအကယ်၍ကိုကနားဖို့မလိုဘူးဆိုရှင်နားကြမလိုပါဘူးဆက်သွားလို့ရပါတယ်စပြီးတော့နည်းနည်းအားကောင်ချက်လိုက်ဆိုရေလေးနည်းနည်းတောက်ပါမယ်အများကြီးမတောက်ဘဲနဲ့အားဆိုးရုံလောက်လေးဆိုအဆင်ပြေရပါတော့ပြီးတော့30 second လောက် rest ပြီးတော့ပြန်စားပါတယ်ဒီအကုန်ပြနေရှည်သွားမှာမလို့အစားနဲ့အဆုံးတွေပဲထည့်ထားရပါတော့ performance ကျနေပြီဆိုတော့ push up လုပ်တာမှာသူလာတဲ့အချိန်မှာ bike ကအရင်သွားထီရောအဝါပေးပြီးတော့စူသွားပါတယ်ကိုကကိုကြတော့တိတ်တတိမထားမိလိုက်ဘူးပေါ့နော် last round မှာ box jump ထိပဲပြီးတော့15 minutes ပြည့်သွားပါတယ်။ပြီးရင်ကိုကကိုလှတာလေးတွေကြည့်ပြီးတော့ပြန်အားယူရတယ်။ဒါဆိုရင်ဒီနေ့မှာကောင်းကောင်းလေးရတာဒါပါပဲ။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။ Bye